ကဲဒီနေ့မှာတော့ခလေးလူကြီးကြိုက်တဲ့ဂလခွားဒီလေးတွေကိုအမြင်တစ်မျိုးဆန်းသွားအောင်လို့အမြင်လေးတွေလှုပ်ပြီးတော့ကြော်မှာဖြစ်ပါတယ်ရှင်ကဲဂလခွားဒီလေးတွေကိုရေစေးခွန်ခွာပြီးတော့ဂျီလေးနဲ့တခြားချစ်ထားပါမယ်ရှင်ချစ်ပြီးလို့ရှိရင်အိုးရဲကိုစီထဲစီပူလာလို့ရှိရင်ကျွတ်သွန်ပြူစီတက်ပါမယ်ရှင်နွေးမုံလေးထည့်ပြီးတော့စီလေးတခြားတက်ထားပါမယ်ရှင်ခရမ်းကျင်သေးလေးတစ်လုံးကိုလည်းလီထည့်လိုက်ပါမယ်နော်ကဲအကလုံးစီတက်ပြီးလို့ရှိရင်ချစ်ထားတဲ့ဂလခွားဒီမြင်လေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ရှင်တမတ်သွားအောင်လို့တိတ်ချလေးမွေပါမယ်နော်အရာတာအတွက်ပဲငှက်ပြာကြီးလေးထည့်ပါမယ်ရှင်စားနေစက်သားမုံလေးကိုလည်းနည်းနည်းစီထည့်လိုက်ပါမယ်ရှင်ကဲအခုလိုမျိုးအရာတာလေးတွေကိုထည့်ပြီးတော့တိတ်ချလေးတမတ်သွားအောင်မွေပါမယ်ရှင်ပြီးတော့ကျမကြက်ဥလေးတစ်လုံးကိုဖောက်ထည့်လိုက်ပါမယ်ရှင်ကြက်ဥလေးတွေကိုလည်းတိတ်ချလေးမွေပါမယ်ရှင်ထည့်ပြီးတော့ခုဆိုရင်ကလေးလူကြီးကြိုက်တယ်ကျမရဲ့ဂေါ်လခွားမြင့်ကြော်လေးရတော့ပါပြီရှင်အရန်ကိုချိုးပြီးတော့အရတာရှိပါတယ်ကလေးလေးတွေလည်းအရန်ကြိုက်ပါတယ်ရှင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်